အားလုံးမင်္ဂလာပါဒီနေ့ကတော့တချင်တဲ့နေမှာဘုံကျောင်းမှာလူတစ်လုံးမှာဖြစ်ပါတယ်ဒီဘုံကျောင်းမှာတော့65ဆိုတော့CA3 channel ဟာပေါ့နော်မာတီတာဖြစ်တဲ့ဘုံကျောင်းလေးတော့ခုတကြည့်ပါမယ်ခုရပါဒီကျွန်တော်တို့လိုက်ခဲ့ကြပါဒီဘုံကျောင်းမှာအားလုံးစုပေါင်းပြီးတော့ရေကက်တရတက်လို့မှာဖြစ်ပါတယ်ဒီကူမှာတစ်ခုရှိတာယောက်ျားလေးရောမိန်းကလေးရောတွားလို့ရပါမယ်မိန်းကလေးကင်မရာလာတဲ့ချိန်ဆိုတော့ဒီကူလေးဝင်လို့မရပါဘူးဘာလို့လဲဆိုတော့မွေးတွေပါလေးထွက်လာတက်လို့ဖြစ်ပါတယ်ကူကိုတော့ဆိုရင်တော့တောင်ပေါ်ထိကို4-5မိနစ်တော့လမ်းလျှောက်ရပါတယ်တော်တော်လေးမြင်ပါတယ်တောင်ပေါ်ရှုပြင်အရန်ကိုလှပြီးတော့တော်တော်လေးလည်းမိုက်ပါတယ်ကူကတော့2ခုရှိပြီးတော့2ခုလုံးဝင်လို့ရပါတယ်အထင်းမှာဖျားစီးဒီအထိုးအကုန်လုံးတည့်လာတဲ့အတွက်တော်တော်တက်ပေးပါတယ်အထင်းဝင်မှာဆိုတော့တော်တော်လေးလည်းလှပါတယ်ဒီဘုံကျောင်းမှာဒီကိုရဲကဈေးတီပြီးတော့အပြင်ဖျားဈေးတီအကုန်လုံးကျောင်းနဲ့ဘုံကြီးတစ်ပါးရဲ့တည်လာတာဖြစ်ပြီးတော့တတော်လေးကိုလည်းလူလာများတယ်လို့ပြောပါတယ်ကြာပြီဒါတော့ဘုံကြီးပြီးတဲ့အဆောက်ပေါ့နော်အနေပြင်းပြင်းရှင်းတဲ့အဆောက်တတပါပြန်ပါပြီပြန်ပြီးထင်မယ်လေမပြန်မနဲ့တောင်ပေါ်ဆက်တက်ပြီးတော့တောင်ပေါ်မှာတရား CD တွေကိုတက်ပြီးတော့တကတော့တော့ဗောနော် CD ဆူတောင်းပြီးတဲ့ဆိုလို့ကတော့ပြီးတော့ဆူတောင်းဆွနေပါတက်ကပ်ပါတယ်တောင်ပေါ်ရှုကင်းနေအရန်မိုက်ပါတယ်ဓာတ်ပုံရိုက်မဲ့လူတွေဆိုဓာတ်ပုံရိုက်ကျင်တဲ့လူတွေတွက်ဆိုရင်တော့တော်တော်လေးမိုက်တဲ့ရှုကင်းနေဖြစ်ပြီးသူလောက်တာပြီးတာဗောနော်ဓာတ်ပုံရိုက်ဖို့အတွက်တော်တော်လေးလည်းမိုက်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ဖြစ် like and follow လေးလုပ်ခွင့်ပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာဆုံတွေ့ကြမယ်